အားလုံးပဲမင်္ဂလာပါပါရမီ10ပါးတဲ့ဟာဒါနပါရမီရဲ့နိခမပါရမီရဲ့ကိုနှစ်ချက်ကိုအထူးဝိသေသအထူးကျွန်တော်ပြောပါမယ်ဒါနဆိုတာလူတန်းတာတော့เนาะမိမိတို့တက်နိုင်သမျှလူတန်းတယ်เนาะစိုက်မျိုးစုံလူကံပုဂ္ဂိုလ်14ဦးကိုเนาะတလိထန်ရေးသားပြီးဟိုဖះเนาะအကြီးမားအထိအစုံเนาะလူကံပုဂ္ဂိုလ်14ဦးကိုလှူတယ်ပေါ့เนาะဖះဟောတဲ့အတိုင်းเนาะ4ပုံနဲ့1ပုံလှူတယ်3ပုံနဲ့1ပုံလှူတယ်ပေါ့ဒါဒါနပေါ့เนาะဘလို့လှူမိမိတက်နိုင်တာเนาะနေရာတိုင်းကလေးလှူနော်လိုအားလေးပဲလှူလို့ရရေတစ်ခွက်တိုက်လှူဒါလှူတယ်ပေါ့နော်နိခမပါရမီကြအဲ့လိုမဟုတ်တော့ဘူးမိမကလှူတာလေအကုန်ဆုံးလို့လှူတိုင်းတာနော်မိမိခန္ဓာကိုယ်ကိုလည်းဖះကိုလှူတယ်မိမိခန္ဓာကိုတေလူပြည့်တတ်မှတ်ပြီးတော့ငါသူငါမိမယောက်ျားမဟုတ်ဘူးဆိုပြီးတော့ဒါညံနဲ့မမြင်သေးတောင်မှဖះဟောတိုင်းလေးကိုနော်ဒါစာပေနဲ့တိပြီးတော့နော်စွန့်ပြီးတော့ဖះကိုလှူတယ်လှူပြီးတော့ကိုယ့်ရဲ့မိသားစုတွေနော်မရရှိမလားသားမရရှိမလားဒါမှမဟုတ်အမေရှိမလားကိုရှိမလားကျွန်တော်ဆိုရင်ကိုရှိတယ်အမေရှိတယ်အကုန်လှူလိုက်တယ်လှူခဲ့တယ်နော်အမွေရမယ့်ဟာတွေအမွေတွေမယူဘူးအမေကိုအကုန်လှူလိုက်တယ်ကျောင်းတွေတိုင်းကြီးကကျောင်းတွေစောက်ပေးတယ်အမေကိုဒီလိုက်ရှင်ကျောင်းစောက်ပေးတယ်အကိုလည်းသူကသူနေတယ်အမေပေးတဲ့ပညာတွေနော်အမေပေးတဲ့ပညာတွေဘာပညာတွေလဲအထူးသဖြင့်သားလေးတန်ត្រာဘောင်ဝင်ရမယ်ဒီလိုနော်နိဗ္ဗာန်ရောက်ရမယ်လောရမယ်တန်ត្រာလောရမယ်နော်ဖះဟောတရားဓမ္မတွေကိုသင်ယူစေတယ်နော်တန်ត្រာဘောင်သွင်းပေးတယ်ဒါတွေကတန်ဖိုးဖြတ်နိုင်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဒါအမွေတွေပါနော်အဲ့အမွေကိုရတယ်နော်ဥစ္စာပစ္စည်းတွေကတင်ကိုနောက်ပါတာမဟုတ်တဲ့အတွက်ဆွန်းလို့လူတန်းလိုက်တယ်အဲ့လိုပဲနော်အကုန်ဆွန်းလို့လူတန်းနိုင်မှနိခမပါရမီဖြစ်တာဒီနေ့ပါရမီဖြစ်တယ်နော်သာသနာပြုကျင့်တဲ့ပုဂ္ဂိုလ်တွေသာသနာအမိခံတွေနိခမပါရမီဖြည့်နိုင်ကြရဲ့လားဖြည့်ကြရဲ့လားဖြည့်စေခြင်းတယ်ပေါ့နော်ဖြည့်စေခြင်းတယ်အကုန်ဘယ်လောက်ရှိလဲမင်းမခုနေသိန်း1000ရှိရင်မင်းသိန်း1000ဆွန်းလို့နိုင်လားโอเคစိန်လိုက်လို့ရတယ်ကိုရှိခဲ့တယ်ကတော့အကုန်ဆုံးလို့လူတန်းတာပဲကိုအမေပေးတဲ့ပညာနဲ့မဲရက်တည်တယ်ပြန်လဲရက်တည်တယ်ကိုနေပြန်ဝင်နိုင်လားโอเคရတယ်အကြောင်းအကျိုးညီညွတ်ရင်ဒါပြန်ဝစ်လို့ရတယ်ဒါနိခမပါရမီကိုပြောပြတာဝိသေသအထူးဒါနပါရမီနဲ့နိခမပါရမီကွဲပုံနော်သီလပါရမီစောင့်တရားမယ်ခန္ဒီပါရမီမေတ္တာပါရမီဝိရိယပါရမီနော်တစ္ဆာပါရမီဟုတ်တိုင်းမှန်သွားပြောရမယ်မိမိရဲ့ဘာကြီးလုပ်ခဲ့လဲမေးလာလို့ရှိရင်ဟုတ်တိုင်းမှန်သွားပြောနိုင်ရမယ်အဲ့ဒါမှတစ္ဆာပါရမီမြောက်တာโอเคဒိဋ္ဌံပါရမီနော်ဥပေက္ခပါရမီဒီလိုပါရမီ10ပါးဖြည့်မှဒါနောက်ဆုံးနိဗ္ဗာန်ကိုရောက်မှာဒီမေဒီယာမြတ်စွာဘုရားနဲ့တွေ့ကျင်လားတွေ့ကျင်လို့ရှိရင်အနည်းဆုံး၅ပါးသီလအခြေခံထားပြီးတော့ကျင့်ကြပါဘာလို့နော်အဆိုတော်တရုပ်ဆောင်လို့ဘာလို့အမှုပညာတွေဓမ္မတွေပဲဖြစ်ဖြစ်ဆရာဝန်အင်ဂျင်နီယာပဲဖြစ်ဖြစ်စီးပွားရေးသမားပဲဖြစ်ဖြစ်ကိုလို့ချင်တာလို့အခြေခံ၅ပါးသီလအခြေခံထားပြီးတော့တန်တန်ဒီခါဝေပစိုးကဲ့သို့မြဲအောင်ကျင့်ပြီးတော့အားလုံးကျင့်ရကြမယ်ဆိုရင်ဒီကဘာကြီးငြိမ်းချမ်းကြမှာပါโอเคကျွန်တော်ပြောတဲ့စကားတွေကိုနှစ်သက်တယ်ဆိုလို့ရှိရင် like and follow လေးလုပ်ခဲ့ပေးပါအားလုံးအေးချမ်းကြပါစေ